ကဲဒီနေ့ကျတော့ဘောနော်ခေါင်းမလျှော်တာကြာပြီဖြစ်တဲ့ကျမဘောနော်မျက်စိသေးကိုခေါင်းလျှော်အဝတ်လျှော်တော့မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အိမ်မှာကြာပြီဘောနော်ရေချူမတာခအရန်ကုန်လို့ပါကျမတယောက်ထဲတော့မဟုတ်ပါဘူးမောင်နဲ့ပါတခြားနေရာမှာအရန်ပူနေတဲ့ချိန်မှာကျမတို့မကြည့်နာအရန်အေးတယ်ဘောနော်ကဲဒါကဘာလဲဆိုရင်ရွှေတူးတဲ့အဖွက်တွေဖြစ်ပါတယ်ဘာလုပ်နေလဲဒါတော့ကျမတို့ကချင်ပြည်နယ်မှာထွက်တဲ့ရွှေတွေကိုတူးနေရဖြစ်ပါတယ်ဒီစုံပန်းစုတနခเอาเลยงาก้องช่วยกองมาพี่แค่บ้างมาเอามาเลยเมาเย่มาเย่อันยามีอะလိုပဲရှင်တွေဘွက်တွေပေးမယ်မျက်စိမှာလာခေါင်းလျှော်ချင်တာပေါ့နော်ဒါပေမဲ့ရေကတော့တအားကြောက်တယ်ပေါ့နော်ရေ2မိနစ်အရင်စမ်းကြည့်ပြီးမှလျှော်ပါမယ်ကဲအခုကပေါ့နော်မြစ်ကြီးနားမှာမီးရရန်ပြတ်တော့ပေါ့နော်ရေလဲရှူလို့မရဘူးပေါ့နော်ရေချူဖို့အတွက်ဆိုရင်ပေါ့နော်မီးလာမှရမယ်ပေါ့နော်အဲကြောင့်မလို့ဆိုင်ရကြတော့ရေလဲချူဆရာမလို့မီးလာဆရာလဲမလို့ပေါ့နော်အဲကြောင့်မို့အေယာကိုတီးမထင်မှာအခါမဲ့အဝတ်လာလျှော်နေဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာဆိုအဝါလျှော်ပေါ့အကြိုက်လျှော်ပေါ့နော်ကဲအခုဆိုင်လက်မှာကင်ထားတဲ့ဘူးလေးကဘာဘူးလေးဆိုတာသိချင်နေကြရင်မလားအဲ့ဒါကြတော့မင်္ဂလာတယောကမွန်းခေါင်းလျှော်ရည်လေးပဲဖြစ်ပါတယ်မောင်လာရေချိုးမြင်လေဩလာမောင်သပင်လေးဖြီးပြီးစမ်းပါဦးဒီတို့ခေါင်းကြီးရားလို့ခေါင်းမလျှော်တာ4ရက်ရှိပြီဘောနမောင်ကန်စားမဲပါရနော်အော်မဘာလို့မင်္ဂလာစီကိုကမွန်ကောင်းရွှေပဲအများနဲ့တုံးနေရတယ်။အော်တုံးဆိုလို့မင်္ဂလာတရောကမွန်ကောင်းရွှေရတပူးဝင်ယူတဲ့အများနဲ့ငွေသားကန်ဆမ်းမဲ့တစ်ခုအများနဲ့ပါတယ်လေ။အကြောင်မကောင်းလဲကောင်းတုံးလို့လည်းအရန်ကောင်းတယ်။ပြီးငွေသားကန်ဆမ်းမဲ့လည်းပါတယ်ဆိုတော့ဝယ်တာပေါ့တုံးတာပေါ့အများနဲ့အရန်ကောင်း။ရော့မောင်ဖောက်လိုက်။ရော့တောက်ရင်မောင်ယူလိုက်ကဲမောင်ကတော့ဘောနော်ကန်ဆမ်းမဲဖောက်နေပြီဖြစ်ပါတယ်သူကကြတော့ဘောနော်ဘလာမပါကန်ဆမ်းမဲဆိုတော့ဘောနော်ပေါက်ကိုပေါက်ပါတယ်200ချက်ပေါက်ပါတယ်တယောကင်မိုးဆိုတာဘောနော်ရှင်းမမာတဲ့အစင်ဆက်တဲ့ကန်ပွင့်လက်ပွင့်စေတွေယုံကြည်ထားကြလို့ဘောနော်မင်္ဂလာပွဲအခမ်းအနားတွေမှာအသုံးပြုကြတာဖြစ်ပါတယ်မြန်မာတယောကင်မွန်းခေါင်းလျှော်ရည်ဟာဆိုရင်ဘောနော်မြန်မာရိုးရာနီးပညာနဲ့ဩစတြေးလျနိုင်ငံမှာအစင်မြင့်ဖော်ဆက်ထုတ်လုပ်ထားတဲ့ခေါင်းလျှော်ရည်ပဲဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကဘောနော်9မျိုးဖြစ်ပါတယ်ဘာတွေပါဝင်လဲဆိုရင်တော့တယောရည်ကင်ပွန်းရည်တောလျှောက်တီးရည်ထောပတ်လက်ဖက်ရည်လက်ဖက်စီရတန်လွန်စီရကြိတ်မှရွက်တွေပါတာဖြစ်ပါတယ်အကျိုးအာနိတင်ရကြတော့စန်သားကိုပြုတ်ပြောင်းနူးညံ့စေပြီးတော့နတ်မောင်တောက်ပစေတယ်စပင်ကျွတ်ချင်းကိုတက်တာစေပြီးအညစ်အကြေးတွေကိုဖေရှားပေးတဲ့အတွက်ဥယျာဉ်ပြရရချင်းတွေကိုတက်တာပြောက်ကင်းစေတယ်အဲ့ဒါတွေမကောက်ဘူးနော်သူကကြတော့ဥယျာဉ်ပြကိုအိမ်မြစေပြီးစန်သားကိုအရင်မှအဖျားတိကျမ်းမှတန်ဆွမ်းစေတယ်ပေါ့နော်ဟဲ့နင်လည်းခေါင်းလျှော်လဲနင်ခေါင်းလျှော်နေ2ရက်3ရက်ရှိပြီလေလာငါလျှော်ပေးမယ်ရတယ်ဒီနောက်မှာတော့အရန်ချမ်းတယ်နေမေလျှော်နိုင်တာငါမလျှော်နိုင်ဘူးငါဆိုင်မှာပဲတော့လျှော်မှာမလဲကြီးကြီးကြဲငါလျှော်ပေးပါမယ်လာခိုင်ရတိုင်းပစ္စည်းရမလားပြောတယ်ကဲကျမနဲ့မမိုးကဘောနော်စတိုင်ကြနဲ့ခေါင်းလျှော်ပြီးပြီဆိုရင်တော့ဘောနော်မောင်ကတော့ပြန်လျှော်မှာဖြစ်ပါတယ်ဆိုင်းတို့လိုမျိုးနေ့ရက်တိုင်းမှာမင်္ဂလာရှိပြီးနတ်မောင်တန်ဆွမ်းတဲ့စံကေတာကိုပိုင်ဆိုင်ဖို့အတွက်ခရစ်စတယ်ဂလိုကထုတ်ထားတဲ့မင်္ဂလာတယောကင်မိုးခေါင်းလျှော်ရည်လေးနဲ့လျှော်ပြီးတော့ဆိုင်းလိုမျိုးစက်တရည်ရှိတဲ့နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကောင်းရတော့ပါထင်နေကြအဲ့ဒါငငယ်တည်းကကျမမျက်စိရှိမှကြီးလာတဲ့ကလေးနော်ကျမမောင်လေးရှင်တို့လည်းမပြစ်မားနဲ့ကျမလည်းမပြစ်မားဘူးကဲအခုကတော့ဗောနော်ဆိုင်ခေါင်းလေးလျှော်ပြီးပြီစပင်လျှော်ပြီးတော့တကာလာကျမအထင်အနေဗောနော်ကဲအခုကဆိုရင်တော့ခေါင်းလေးလျှော်ပြီးပြီဆိုတော့အိမ်ပြန်တော့မှာပဲရှင်မင်္ဂလာတယောကမွန်းလိုပဲမင်္ဂလာရှိကြပါစေရှင်